ganun talas pa. Nasa ngayon natin, nagpapanong pa niya sa tao ni Hito.
Bible ကလေးနဲ့ပတ်သက်ပြီးတော့အမခွန်အားရတဲ့အချက်လေးတစ်ချက်ကိုပေါ့နော်ပြောပြပေးလို့ရမှာပါအစမ်းပြီးတာနမေကောဒီဘက်ကတည်းကအမနာမည်လေးတစ်ချက်လောက်ပြန်မိတ်ဆက်ပေးလို့ရမှာရပါတယ်ဒီမှာပြန်လေးကိုပေါ့နော်တတိယဒီရွယ်ချက်နဲ့တစ်ချက်တော့ကိုပြောပြပေးလို့ပြောရတဲ့အကြောင်းကီးပုံနဲ့တုံတုံတန်းတန်းတီးပေးလိုက်ပါ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တော့ online လေးကြားအားချနိုင်တယ်လို့အားဖြစ်နေတယ် Saya kata sempat.
ဘူးခွက်ရတော့မရဘူး